Happy New Year ပါခင်ဗျာ Bangkok ကနေပြီးတော့မှနှုတ်ခွန်းဆက်လိုက်ပါတယ်။ဦးနိုင်ကတော့ Bangkok စပန်ကွိုင်ဘက်မှာနေနေတာဖြစ်ပါတယ်။နော်မြို့နဲ့မြို့ကိုသွားတဲ့မြို့ထဲကိုသွားတဲ့နေရာလဲနီးနီးလေးပဲဆိုတော့ဒီနေရာလေးကိုအရင်သဘောကျတယ်။လာတိုင်းလဲဒီဟိုတယ်မှာနေဖြစ်ပါတယ်။အဓိကပြောချင်တာတော့မနေ့ကဦးနိုင်တင်လိုက်တဲ့ဟိုပေါ့ဘာလဲ factory buffet blog လေးပေါ့။အဲ့ဒါကမနေ့ကတရက်နေဆိုတော့လေတရက်နေကိုမှာတင်နေတာဖြစ်တဲ့ကြောင့်မြန်လေးလို့ရိုက်ပြီးတော့တင်လိုက်တော့ edit လုပ်ပြီးတင်လိုက်တော့ကြည့်ရတာအစင်မပြေတာဖြစ်နေပါလေဆိုရဲနောက်တစ်ခါကျတော့အဲ့မှာတော့အသေးချာတော့အတိအကျပြောထားပါတယ်ဒီ factory buffet ကကြတော့သူက Bangkok မှာသူကနှစ်ဆန်ရှိတယ် Korean original buffet ပေါ့နော်ပိုင်ရှင်ကလည်း Korea ကိုယ်တိုင်ဖြစ်တယ်နောက်လို့ရှိရင်ဦးနိုင်တို့မနေ့ကသွားစားတာကြတော့ဟိုပါပေါ့ဥဒုံစုမှာစားတာဥဒုံစုမှာရှိသလိုနောက်ဘာမှရှိသေးလဲဆိုတဲ့အခါကျတော့ဦးနိုင်တို့ banner မှာလည်းရှိတယ်เนาะအဲ့တော့ကိုနဲ့နေဆက်ဆိုင်တော့သွားစားလို့ရတယ်မနေ့ကတင်ပေးလိုက်တာ Facebook page မှာကောနောက်ဘာဦးနိုင်ရဲ့ YouTube channel မှာကော Instagram မှာကော TikTok မှာကောအားလုံးစုံပလုံနေအောင်တင်ပေးလိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီ Google Map လည်းချပေးထားတယ် Google တခါထောက်ပြီးတော့သွားလို့ရအောင်ပေါ့เนาะအဲ့တော့မနေ့ကစားတဲ့ package အမှန်တော့600နဲ့အမှ49ဆိုလို့ရှိရင်အေးဒီပါတွေတော့ကို50 pound လိုက်တယ်သူကအဲ့တော့အားလုံးက699ဆိုဘတ်900ပဲထားလိုက်ပါတော့เนาะဘတ်900မှာဖြစ်တဲ့ကြောင့်ဘတ်900မှာစိုက်မှာရှိတာအားလုံးเนาะ premium quality package ဖြစ်တော့အကုန်စားလို့ရတယ်သူအောက်မှာအဲ့400ကျော်လားအဲ့တခုရှိသေးတယ်ပေါ့အဲ့ဒါကတော့အဲ့ဒီ seafood တွေပတ်သက်တာမပါဘူးလေเนาะအဲ့တော့အချိန်အားဖြင့်လည်းကန့်သက်ချက်မရှိဘူးအချိန်အားဖြင့်ကန့်သက်ချက်မရှိတဲ့ကြောင့်မို့စိတ်ချလက်ချနဲ့အေးစစ်စစ်လေးเนาะစားလို့ရတယ်စကားပြောလို့ရတယ်ပေါ့เนาะအဲ့ဒါလေးရှိတယ်နောက်တစ်ခုကကြတော့ဘာရှိသေးလဲဆိုတဲ့အခါကျတော့သူကဘယ်လိုရှိရင် aircon လည်းတော်တော်လေးအေးဆက်တယ်သိလား aircon လည်းတော်တော်အေးဆက်တယ်ဆိုင်နေရာခန်းကလည်းကြဲကြဲဝန်းဝန်းရှိတယ်ပြီးတော့အဲ့မှာရှိတာအားလုံးကလည်း serve လုပ်တာဗမာဝန်ထမ်းတွေဖြစ်တဲ့ကြောင့်မို့ကိုစားကျင်တာကိုလုပ်ချင်တာကိုလိုချင်တာကိုဗမာလိုအားရပရเนาะပြောလို့ရထိုင်းလို့ပုံနေစရာမလိုဘူးပေါ့နော်အင်္ဂလိပ်လိုလည်းပြောနေစရာမလိုဘူးအဲ့ဒါကလည်းအရင်အဆင်ပြေပါတယ်အဲ့ဒါလေးလည်းပြောချင်တယ်နောက်တစ်ခုကသွားတာကဦးနိုင်တော့ဒီစပန်ကွိုင်ကနေပြီးတော့စပန်ကွိုင် BDS ကိုစီးသွားတယ်BDS ပေါ်တက်ပြီးတာနဲ့ဦးနိုင်တော့ဥလုံးစုပ်ကိုသူတို့ဟာလောက်ရှိတယ်16မှတ်တိုင်လား18မှတ်တိုင်လားစီးရတယ်စီးပြီးတဲ့အခါမှာတော့ဦးနိုင်တို့ဒီဥလုံးစုပ်ပါဆင်းလိုက်တယ်စီးပြီးလည်းဆင်းပြီးနည်းနည်းလေးလမ်းလျှောက်လိုက်တာနဲ့လမ်းလျှောက်2မှတ်တိုင်လောက်လျှောက်အောင်မယ်တကယ်လို့မလျှောက်ချင်လဲအမှဘတ်စကားလေးစီးလို့ရတယ်လမ်းမကြီးပေါ်မှာပဲအဲဆိုfactory buffet ဆိုင်နီနီလေးနဲ့เนาะအရင်လှလှလေးပေါ့เนาะအဲလမ်းမကြီးပေါ်မှာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ Bangkok ရောက်နေတဲ့ဦးနိုင်တို့ရဲ့ဦးနိုင်ရဲ့ fan တွေเนาะ buffet မှာ buffet ဆိုပြီးတော့မှအရန်ကိုစားကျင်တဲ့သူတွေဆိုလို့ရှိရင်Korean style နောက်ပြီးတော့မှအဲဒီဆိုမနေ့ကလှီးထားတဲ့ဝတ်သားတော်ကြီးတွေဆိုလို့ရှိရင်လေသုံးလက်သားတွေပဲဖြစ်ဖြစ်ခုတ်သားတွေပဲဖြစ်ဖြစ်တော့မြို့ပေါ်တင်လိုက်တာနဲ့အပူလေးနည်းနည်းပြီးအယောင်လေးနဲ့ဆိုလို့ရှိရင်ကကြီးလေးတွေညှက်ပြီးတော့နှမ်းရွက်လေးနဲ့ထုတ်ပြီးတော့ကင်ချီနဲ့အားပါစားရုံပဲเนาะအရမ်းမိုက်เนาะအဲ့တော့ buffet မှာ buffet ဆိုသူများအတွက်ကိုတွားပြီးတော့စားတဲ့ဆိုင်ဆိုတာလေးကိုထပ်မှန်ပြီးတော့အတိပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့အားပေးနေကြတဲ့เนาะနိုင်ရဲ့အစားအသောက်မှာချစ်ရခင်ရတော့သူအားလုံးကျေးဇူးတင်ပါတယ်နှစ်သက်မှာကျမ်းမာပျော်ရွှင်ကြပါစေကိုစီเนาะလိုရဆန္ဒတွေပြေဝကြပါစေမိသားစုတွေကိုစားခြင်းတဲ့အချိန်မှာကိုစားခြင်းတဲ့အရာဘာမှစဉ်းစားနေစရာမလိုပဲကျမ်းမာရေးတောင်တော်မြင်နဲ့စားနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ် Happy New Year